ရီစာဟောင်းကကိုယ့်ရဲ့ညီအရင်နဲ့လက်ထက်တော်မှာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာအားလုံးကိုလက်လွတ်လိုက်ဖို့ရွေးချယ်လိုက်ပါတော့တယ်မထွက်ခွာခင်မှာသူနဲ့အမျိုးသမီးတို့ရဲ့ချုံမြင်တဲ့အမှတ်တရတွေအားလုံးကိုထည့်ထားတဲ့လက်ဆောင်ပုံလေးတစ်ပုံကိုသူမစီကိုပေးခဲ့ပါတယ်ပြီးတော့သူဟာသူ့ရဲ့ခရီးဆောင်အိတ်ကိုကောက်ယူပြီးဖုံးကိုလွှင့်ပစ်ကလေစစ်ကိုဦးတည်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအနိုင်ရခဲ့တဲ့အဲ့ဒီလူလင်ကတော့ဧည့်သည်တွေနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတုန်းပဲဖြစ်ပါတယ်ကလေးတယောက်မတော်တဆဝင်တိုက်မိပြီးသူ့ရဲ့အဝတ်အစားတွေပေါ်ကိုခရင်တွေဆွန့်ထင်းသွားတဲ့အခါသူ့မျက်နှာဟာချက်ချင်းဒေါသတကြီးနဲ့တင်းမာသွားခဲ့ပါတယ်အဲဒီနောက်မှာတော့အမျိုးသမီးစောင့်ကြည့်နေတာကိုတတိထားမိလိုက်ပါတယ်တခဏအတွင်းမှာပဲသူဟာနူးညံ့တဲ့အပြုံးတစ်ခုကိုပြောင်းလဲလိုက်ပါတယ်သူအဝတ်လဲဖို့ထွက်သွားတဲ့အခါအမျိုးသမီးကလက်ထောက်ဖြစ်သူလက်ဆောင်တွေတည်လာတာကိုမြင်လိုက်ပါတယ်အဲဒီအခါမှာအမျိုးသားရဲ့လက်ဆောင်ကအဲဒီနေရာမှာမရှိတာကိုသူမတတိယလိုက်ပါတယ်ဘာကြောင့်လဲလို့မေးတဲ့အခါအဲဒီလူလင်ကသူ့ကိုလွှင့်ပစ်လိုက်ဖို့ပြောခဲ့တာကိုလက်ထောက်ကဝန်ခံလိုက်ပါတယ်အမျိုးသမီးကအဲဒီလက်ဆောင်ကိုအမြန်ဆုံးပြန်ယူခံခဲ့ပါတယ်ဒီအချိန်မှာပဲအဲဒီလူလင်ကခရမ်းရဝတ်စုံနဲ့ပြန်ရောက်ခဲ့ပါတယ်အမျိုးသမီးရဲ့တန်တရားတွေဟာပိုပြီးနှက်ရှင်လာခဲ့ပါတယ်ထုံးလက်တာကာလာကသူမမျက်စိကွဲခဲ့ပါတယ်အဲဒီအချိန်တုန်းကအမျိုးသားတအုပ်ကသူမကိုဂရုစိုက်ခဲ့ပါတယ်သူဟာကချင်းကသူမကိုပြောပူတာတစ်ခုကတော့သူအမုန်းဆုံးအရာကခရမ်းရောင်ဖြစ်တယ်ဒါကြောင့်သူ့ရဲ့မင်္ဂလာပွဲမှာဘယ်တော့မှခရမ်းရောင်ကိုဝတ်ဆင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်တကယ်တော့အမျိုးသားရဲ့မိဘတွေဟာသူမကချမ်းသာတဲ့မိသားစုကတမီးဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်အမျိုးသားရဲ့ညီကိုသူမစီကိုတောင်းခိုင်းခဲ့တာဖြစ်ပါတယ်သူမဟာအဲ့ဒီလူလင်တယောက်တည်းလင်ညာနေတာကိုအခုမှသဘောပေါက်လိုက်ရပါတယ်လက်ထောက်ကအမျိုးသားရဲ့လက်ဆောင်နဲ့အတူပြန်ရောက်ခဲ့ပါတယ်